မိဘတာကိုနားလည်လာတဲ့နေ့မောင်မောင်နဲ့ခိုင်တို့ရဲ့သားလေးမင်းခန့်ဟာအခုဆို9နှစ်သားရွယ်တောင်ရောက်လာခဲ့ပြီအိမ်လေးထဲမှာကလေးရေတံလေးတွေပိုများလာသလိုပျော်ရွှင်မှုတွေလည်းပိုပြည့်လာခဲ့တယ်မောင်မောင်နဲ့ခိုင်တို့ဟာသားလေးကိုအယမ်းချစ်ကြတယ်အထူးသဖြင့်ခိုင်ကညအိယာဝန်ခံနေတိုင်းသားလေးကိုပုံပြင်လေးတွေပြောပြတတ်တယ်တနေ့ညမှာတော့သားရီဒီနေ့ရုံနဲ့လိတ်ပုံမြင်ပြောပြမယ် လီနဲ့ နော် ယုံလေးကိုပြောကြမယ်နော် မင်းခန့်ကညလုံးလေးဝင်ပြီးစောင်းလေးခြုံကနားထောင်နေခဲ့တယ် လေးကပြန်ချင်း ရုံ ချင်း က လေး အ ပေါ့ ရမ်းမြန်တယ် လီနဲ့ယုံလေးကိုပြောကြမယ်နော်လေးကပြန်ချင်း လိ ချင်း တ် လေး က ပေါ့ တော့ဖြည်းဖြည်းချင်းသွားပေမဲ့မ လီနဲ့ လျှော့ လေး ဘူး ကိုပြောကြမယ်နော်လေးကပြ ခို န် င်က ချင်းချင်း နူး လေး ညံ့ ပေါ့ တဲ့အတန်လေးနဲ့ပြောပြနေခဲ့တယ်နောက်ဆုံးမှာတော့စူးစားတဲ့လိတ်ကအနိုင်ရသွားတယ်မင်းခန့်ကစိတ်ဝင်စားစွာမေးလိုက်တယ်မေမေသားလေးလိတ်လိုစူးစားရမှာလားခိုင်ကသားလေးနှစ်ခုကိုနမ်းပြီးပြုံးလိုက်တယ်ဟုတ်တယ်သားစာစူးစားရမယ်မပြေးရဘူးနော်မင်းခန့်ကခေါင်းလေးညှိပြီးသားလိမ်ပါမယ်လို့ပြန်ပြောခဲ့တယ်မောင်မောင်နဲ့ခိုင်တို့ဟာသားလေးကိုမေတ္တာနဲ့မှန်မှန်ကန်ကန်ပြုစုပြောထောင်ခဲ့ကြလို့မင်းခန့်ကလည်းလိမ်မာပြီးနူးညံ့တဲ့ကလေးလေးဖြစ်လာခဲ့တယ်တနေ့ညနေမှာတော့မင်းခန့်ဟာသူ့ဘက်ထရီကားလေးကိုကျမ်းပြင်ပေါ်မှာတွန်းရင်းစော့ကစားနေခဲ့တယ်ဂျွန်းဂျွန်းဆိုတဲ့ကားတန်လေးနဲ့အတူအိမ်လေးထဲမှာကလေးရေတံလေးတွေပြန့်နှံ့နေခဲ့တယ်။မောင်မောင်ကတော့ဆိုဖာပေါ်မှာထိုင်ပြီးသားလေးကိုငေးကြည့်နေမိတယ်။သားလေးရဲ့အပြုံးလေးသားလေးရဲ့အတန်လေးကြည့်နေရင်းနဲ့မောင်မောင်ရဲ့စိတ်ထဲမှာအတွေးတစ်ခုဝင်လာခဲ့တယ် My parents. ။ငါအဖေနဲ့အမေကလည်းငါ့ကိုဒီလိုပဲအယမ်းချစ် Look ခဲ့ at မှာ you, ပဲ my little bird. ကိုယ်တိုင်အဖေဖြစ်လာတဲ့အချိန်ကျမှကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့မိဘနှစ်ပါးရဲ့မေတ္တာကိုပိုနားလည်လာခဲ့တယ်။ Look at you, my င little ငယ်တုန်း bird. ကလိုချင်တာတွေဝယ်ပေးခဲ့တာနဲ့မကောင်းတဲ့ညတွေမှာမအိပ်ပဲပြုစုခဲ့တာကျောင်းဖို့ကျောင်းကြိုလုပ်ပေးခဲ့တာတွေတစ်ခုပြီးတစ်ခုပြန်မြင်အောင်လာခဲ့တယ်တစ်ချိန်တည်းမှာပဲငါသားတစ်ယောက်အနေနဲ့မိဘအပေါ်လိဟင်းခဲ့တာတွေရှိခဲ့တယ်ဆိုတဲ့အတွေးကြောင့်မောင်မောင်ရဲ့မျက်လုံးထဲမှာမျက်ရည်လဲလာခဲ့တယ်အဲ့ဒီအချိန်မှာပဲမောင်ရီထမင်းစားရအောင်သားလေးပါခေါ်ခဲ့နော် စာဟိုလာပါဟဲ့ ဆိုတဲ့ခိုင်ရဲ့အတန်ကမိဖို့ကြောင့်တွေကထွက်လာခဲ့တယ် စာဟိုလာပါဟဲ့ မောင်မောင်ကအတွေးတွေကနေပြန်ထွက်လာပြီးသားလေးကိုပြုံးကြည့်လိုက်တယ်။သားရီ Come, my son. Dinner is မင်း ready. စားရအောင်မင်းခန့်ကကားလေးကိုကောက်ယူပြီးဟုတ်ကဲ့ဖေဖေဆိုကအဖေနောက်ကိုလိုက်လာခဲ့တယ်ညစာစောပွဲဝိုင်းမှာမိသားစု3ယောက်အတူထိုင်စားနေကြတယ်ခိုင်ကမောင်မောင်ကိုသတိထားမိသွားပြီးတိုးတိုးလေးမေးလိုက်တယ်မောင်မျက်ရည်တွေနဲ့ဘာဖြစ်လို့လဲဟင်မောင်မောင်ကတက်ပြင်းလေးချပြီးပြုံးလိုက်တယ်ဘာမှမဖြစ်ပါဘူးကိုငငယ်ကအဖေအမေတို့အကြောင်းပြန်စဉ်းစားမိလို့ပါခိုင်ကနားလေတယ်လို့ခေါင်းကြီးလိုက်တယ်မောင်ငငယ်ကအကြောင်းတွေခိုင်တဲ့သားလေးကိုပြောပြအောင်နော်မောင်မောင်ကသားလေးကိုကြည့်ပြီးအေးအေးဆေးဆေးပြုံးလိုက်တယ်နောက်နေ့ကျပြောပြမယ်အဲ့ဒီညမှာတော့မိသားစု3ယောက်ရဲ့အိမ်လေးထဲမှာနှွေးထွေးတဲ့မြစ်တာတွေတိတ်တိတ်လေးစီးဆင်းနေခဲ့တယ်ကြည့်ရှုအားပေးတဲ့သူအားလုံးကိုအထူးကျေးဇူးတင်ပါတယ်မိမိတို့ထင်မြင်ယူဆချက်များကိုကွန်မန့်မှာလွတ်လပ်စွာရေးသားနိုင်ပါတယ်